ဖခင်ကမှုတစ်တွေပြုနေတယ်အာမင်ဒါတွေအားလုံးကကျွန်တော်တို့စူးစမ်းလို့ဖြစ်တာမဟုတ်ဘဲနဲ့ယုံနာမှန်သွားတဲ့ပုံမှာယုံနာမှန်လိုက်တာနဲ့မှတ်ထားတင် elevator တဲ့ကို elevator ဆိုတာကကျွန်တော်ဓာတ်လှေကားပေါ်မှာတက်လိုက်သလိုပဲဒုံဆိုတစ်စင်ပြီးစင်ဆွဲခေါ်သွားတာဖခင်ရှင်ဖြစ်တယ်ကျွန်တော်တို့ယုံနာမှန်တာနဲ့ကျွန်တော် elevator ထဲကိုဒုံဆိုတက်ဝင်လိုက်လို့ပဲဒုံဆိုဖခင်ကအမြင့်ထိဆွဲခေါ်သွားတယ်ဖခင်ကျွန်တော်စူးစမ်းတော့တောက်မော်တက်နေရတဲ့အတ္တတာမဟုတ်ဘူးဖခင်ဆွဲခေါ်သွားလိမ့်မယ်ယုံနာမှန်ဖို့အလိုရှိတယ်တို့ရဲ့အဓိကပြဿနာကလောက်ရမှန်အောင်ရေးလေမှန်အောင်ဆိုတာယုံကြည်ခြင်းမှားမယ်ယုံနာမှားမယ်ဘာယုံနာမှာနံပါတ်1ယုံရမယ်ဟာဘာလဲဆိုယေရှုအားဖြင့်ငါတို့ကအမင်္ဂလာနဲ့မင်္ဂလာပြောင်းလို့ရတယ်အဲ့တော့တင်တကယ်ယုံရလားဒါအရေးကြီးတယ်ဘာပဲဖြစ်ဖြစ်ပေါ့ဗျာယုံတာတော့ယုံတာပေါ့ဒါပေမဲ့လည်းပဲလာလျှောက်မပြောနဲ့ကျွန်တော်ယုံကြည်တာတခုကဥမာနောက်ဆုံးဗျာခမည်းကမကောင်းတဲ့လူတယောက်ဖြစ်နေတယ်အကျင့်ဆိုးဗျာပြောချင်တာတင်မကောင်းတဲ့အကျင့်ဆိုးတခုတင်မှာတွေ့ကတ်နေတယ်တင်မလှုပ်ချင်တဲ့အလုပ်ကိုတင်လှုပ်နေတယ်ကွာမလှုပ်ချင်တဲ့အလုပ်ကိုတင်လှုပ်နေတယ်လှုပ်ချင်တဲ့အလုပ်ကိုတင်မလှုပ်နိုင်ဘူးလူတွေတော့မသိဘူးတင်ပါတာခိုးကြောင်ခိုးဝက်လှုပ်နေတယ်ကွာဆိုပါစို့လူရှိမှတော့တကယ်သူတော်ကောင်းလူနောက်ွယ်မှာတော့ပောက်ကရဖြစ်နေသူတွေကိုအဲ့ဒီဟာကြီးပေါ်သွားမှလည်းအရန်ကြောက်တဲ့သူတွေအများကြီးရှိတယ်အများကြီးရှိတယ်လူဆိုတာကလူတိုင်းမှာသူ့ရဲ့အားနည်းချက်သူရှိတာကြီးပဲအဲ့လိုအခြေအနေမျိုးကနေခမည်းဘယ်လိုယုံထွက်မလဲရှေ့ဆက်သွားမကောင်းလေအဲ့ဒါကြီးကခမည်းလည်းပျော်တာလည်းမဟုတ်ဘူးโอเคဒါဆိုဘယ်လိုလုပ်ယုံထွက်မလဲတခုပဲရှိတယ်ခမည်းကိုအမင်္ဂလာနဲ့မင်္ဂလာပြောင်းစေတာယေရှုတပါးတည်းပဲရှိတယ်မချမ်းမဆိုလို့ပြန်ပြောမယ်အဲ့ဒီအမင်္ဂလာကနေမင်္ဂလာပြောင်းစေတယ်ယေရှုတပါးတည်းပဲရှိတယ်ဒါဆိုတင်ပါယုံရမလဲနံပါတ်1တင်လှုပ်ချင်းမသွားနဲ့ယုံချင်းရင်သွားဘာလို့ယုံရမှာလဲငါ့ကိုအမင်္ဂလာနေမင်္ဂလာကိုပြောင်းလဲစေတဲ့ယေရှုရှိတယ်မှတ်ထားယုံကြည်ခြင်းကိုတိဆောက်တယ်ဆိုတော့ယုံကြည်ခြင်းမျိုးစေ့ဗျာယုံကြည်ခြင်းမျိုးစေ့ဖြစ်တဲ့ကြောင့်တင်တိဆောက်တဲ့နေရာမှာအခုခဏဝန်ခံလို့အခုခဏပုံစံပြောင်းသွားတာမဟုတ်ဘူးဗျအဲ့ဒီယုံကြည်ခြင်းနဲ့ဝန်ခံလိုက်ရင်အချိန်တစ်ခုရောက်လာတဲ့အခါမှာကိုပြောင်းလဲလို့ပြောင်းလဲသွားမှန်းအောင်တင်မသိဘူးဒါပေမဲ့တကယ်အတွေးခေါ်တွေကစပြောင်းလဲသွားတယ်အမှုကျင့်တွေကစပြောင်းလဲသွားတယ်ငါအထက်ကနေပြုပြင်ပေးတယ်ဖယားတဲ့တင်ကနေ့တိုင်းဝန်ခံနေတာတင်အလကားလုံးမထင်နဲ့တင်ဝန်ခံခြင်းကဖယားကိုလွတ်လွတ်ခွင့်ပေးနေတာဖြစ်တယ်ခမောင်တင်မရမှာဆိုလို့ပြန်ပြောမယ်ယုံကြည်ခြင်းနဲ့တင်ဝန်ခံခြင်းတစ်ခုချင်းစီတိုင်းအထက်ကနေဖယားကိုလွတ်လွတ်ခွင့်ပေးနေတာဖြစ်တယ်ဖယားကတင်အထက်ကနေအလွတ်လွတ်ပေးနေတယ်ယုံကြည်တဲ့သူအာမင်ထိုးရအောင်ဟာလေလုယာကျင်ဘာလို့ရလဲယုံကြည်ရင်ပါဇက်မပိတ်ထားခိုင်းဘူးယုံကြည်ရင်မွတ်ဆိုရတယ်မှတ်ထားတနေ့ငါ့ကိုလေကြည်ထားနင်တို့ထင်သေးတယ်ငါ့ကိုဖယားချင်းမြောက်မယ်ဆိုတာနင်တို့မြင်ရလိမ့်မယ်ကြည်ထားလို့ယုံကြည်ခြင်းနဲ့ပြောရမယ်သူများကြိုက်တာပြောပါစေတင်ပါပြောလဲဆိုတာအရေးကြီးတယ်သူများပြောတယ်လို့တင်လျှောက်မပြောနဲ့ဖယားပြောခိုင်းတယ်တင်ပြောတတ်လာရင်တင်ဒီအံ့ဩပွေရသူများတွေရှေ့မှာချီးမြှောက်ခြင်းကိုခါရတာကိုလူတွေမြင်တွေ့ရလိမ့်မယ်တခုတော့ရှိတယ်ညီကိုမောင်လို့နေတိုင်းစံစာနဲ့မတွိုင်းလေဖယားစကားပြောတဲ့တင်တို့မကြားတတ်ရင်တင်တို့ကလောကနဲ့ဘာမှမထူးခြားဘူးဒီဖယားမသိတဲ့ကောင်နဲ့ဘာမှမခြားဘူးဒီတိုင်းပဲစန်တဝါဝါနဲ့သူများပြောတဲ့စကားတွေယုံတော့ရှောက်သွားတော့ဆိုရင်နေပူပန်ချင်းနေနဲ့ဟိုလူကိုအာကိုဒီလူအာကိုအဲ့ဘဝကြီးခမရလူဖြစ်အကျိုးရှုံးတယ်ဗျာတင်ပါဘယ်လိုပါးစပ်တွေပိတ်နာလဲလို့နေတဲ့တင်ဝန်ခံတဲ့အတိုင်းမကြခင်မှာအတီးကိုစားရမှာဗောဗျာလှုပ်ဆမ်းပါယုံနာမမားစေနဲ့တချို့လူတွေဟိုဆရာဒီဆရာလာပြောနေပြောတိုင်းသာရရင်ဘာညာရှောက်ပြောလိမ့်မယ်ဝန်ခံဒီ generation အပိမယ်ဝန်ခံကြည့်ရှားလိုက်ပါတော့မင်းတို့ယုံတဲ့အတိုင်းမင်းတို့ပြောတဲ့ပြောတဲ့အတိုင်းတတ်တယ်ရမယ်တဲ့ဖခင်ပြောထားပြီးသားနှစ်ကောအခန်းကြီး၄အငယ်73မှာဘာပြောလဲငါတို့ဒီယုံကြည်သောကြောင့်ဘာလို့လဲမွတ်ဆိုတယ်တဲ့ဟိုတုန်းကဒီတရားကဂျူးတွေစီမှာပဲရှိတာဗျအဲ့ဒီဂျူးတွေစီမှာရှိတဲ့တရားကိုငါတို့တရားလို့လက်ခံယုံကြည်လိုက်တဲ့အမေရိကန်တွေကကောင်းစားလာတယ်ဗျ
ဖျားကိုအားကိုးတတ်တဲ့နိုင်ငံတွေကဒီကျမ်းစာအုပ်ကြီးနဲ့ပဲအင်္ဂလန်နိုင်ငံတည်ထောင်ခဲ့တာဗျအဲ့ဒီအင်္ဂလန်နိုင်ငံကြီးကနေမွေနိုင်ငံဖြစ်ခဲ့တယ်ဗျအဲ့ဒီကျမ်းစာအုပ်ကိုပဲကင်ပြီးတော့မှအင်္ဂလန်လူတစ်ဖွဲ့ကနေပြီးတော့မှအမေရိကကိုသွားပြီးတော့အမေရိကန်နိုင်ငံတည်ထောင်တဲ့အခါမှာဒီကျမ်းစာနဲ့ပဲတည်ထောင်ခဲ့တာဗျဒီကျမ်းစာနဲ့ပဲစခဲ့တဲ့အမေရိကန်နိုင်ငံကြီးကကမ္ဘာကိုလွှမ်းမိုးနိုင်တဲ့အင်ပါယာကြီးတစ်ခုပြန်ဖြစ်လာတယ်ဒီနေ့ထိသူတို့လည်းဒီကျမ်းစာပဲကင်တယ်တို့လည်းဒီကျမ်းစာပဲကင်တယ်တို့ကချမ်းသာတယ်တို့ကဘာလို့ဆင်းရဲနာလဲတို့တကယ်စိတ်မချတတ်သေးလို့လေအဲ့ဒီကျွန်တော်အားပေးရှင်တာကျွန်တော်ဒီနှုတ်ကပတ်တော်ပဲကင်ဆွဲတော့ကဘာမှာလူတွေအောင်မြင်နေတယ်ဗျမသိယူပါရုံထားနိုင်ရမယ်အာမင်ပြောယူပါကြီးကြီးထားပါနော်အဲ့အတာမရယူပါကြီးကြီးထားပါယူပါကြီးကိုတော့ယုံကြည်ခြင်းမရှိတဲ့ဖွဲ့တယ်ပြောယူပါယုံကြည်ကြီးထားပါပြောလက်ရှိရှင်နေမှာခင်ဗျာဘာရွေးဖြစ်နေပါစေအရေးကိုမဆိုင်နဲ့ဗျာတင်းမှာဘာရှိတာနဲ့မဆိုင်ဘူးတင်းမှာဘသူရှိတာနဲ့ပဲဆိုင်တယ်တင်းမှာတင်းဘတ်မှာဖျားရှိနေအစပိုင်းမှာတင်းငယ်ကောင်းတင်းငယ်လိမ့်မယ်နောက်ဆုံးမှာအလွန်ကြီးပွားတဲ့ခွင့်ကိုဖျားပြင်ဆင်ထားတယ်ယုံကြည်တဲ့သူအားရပါရရင်ပတ်ကြီးကနေအာမင်ဆိုတာကြားရှင်တယ်ဟာလေလုယာယင်းဖျားသားသမီးတွေယုံနာမမစင်နဲ့ဒီလိုလုပ်ဖို့တော့ငါတို့လိုရှိရမှာပေါ့ဒီလိုရှိရမှာဒီလိုရှိရမှာ no ဆရာအမြဲတမ်းပြောတဲ့စကားရှိတယ် if you lose your money you lose nothing why time is more precious than money if you lose your money you lose nothing နဲ့တင်ပတ်စံကုန်သွားလို့တင်ပတ်စံအလိန်ခါတာဖြစ်ပတ်စံခိုးခါတာပဲပတ်စံနေကုန်သွားလို့တင်ဘာမှရှုံးတယ်လို့မထင်နဲ့အချိန်ရှိနေသေးတယ်တင်ပတ်စံပြန်ရှာလို့ရသေးတယ်ဘာဖြစ်လို့လဲအချိန်ကပတ်စံထတန်ဖိုးကြီးတယ် if you lose your money you lose nothing if you lose your health you lose something ကျမကြီးလေးနည်းလေးထိခိုက်လာရင်တော့သင်နည်းနည်းလေးဆုံးရှုံးမှုရှိတယ် if you lose your faith you lose everything မင်းယုံကြည်ခြင်းမရှိတော့ဆိုတော့မင်းဆုံးရှုံးပြီအကုန်လုံးအခြေအနေတွေအားလုံးကြည့်လိုက်ရင်မကောင်းပါဘူးအဖေကောင်းတယ်အဲ့ဒီမကောင်းတဲ့ခြေနေတဲ့အကောင်းဆုံးလုံးမဲ့ဖျားရှိနေတယ်ဘာလို့ကြောက်မှာလဲဖျားကတခုပဲသိစရာလို့ရှိနေစိတ်ချစမ်းပါငါသားသမီးတို့စိတ်ချစမ်းပါ